ဒီညမလေးမေးထားတာဒီလော်ဘရိုင်းပြန်မေးကြလို့ပါနော်သူမေးထားတာညမကတဲ့အခုမှစရအောင်လို့ပါတဲ့ပြီးတော့တဲ့ညမကတဲ့သူများစီကနေချင်းကိုယူပြီးရေးညင်လို့တဲ့ဘလောက်စပြီးရေးရမလဲရှိရင်တဲ့ညမလေးရတယ်အခုကတိုင်ငယ်ချိတ်နေအဲ့တော့ညမလေးရေကိုကအခုမှကိုပိုင်စီးပွားရေးစလို့မှာငွေရင်းငွေနီးရလေသူများစီကနေချီးယူပြီးရေးရမှာဘလောက်စပြီးတော့ချီးတင်လဲဆိုတော့ညမလေးရေဘယ်လိုပြောရမလဲတော့မသိဘူးပြည့်နေပြီเนาะညီမလေးရေเนาะဒါမင်းညီမလေးစဉ်းစားလို့ရအောင်เนาะအခုအချက်လေး3ချက်လောက်တော့ပြောပြီးမယ်เนาะအချက်လေး3ချက်လောက်တော့ပြောမယ်ကိုယ်ပိုင်စီးပွားတစ်ခုစားလို့ဖို့ဆိုလို့ရှိရင်เนาะညီမလေးရေအနည်းဆုံးအခြေခံအချက်3ချက်လို့တယ်เนาะအနည်းဆုံးအခြေခံအချက်3ချက်လို့တယ်နံပါတ်1အချက်ကိုယ်ပိုင်စီးပွားရေးစားလို့မဲ့သူဒီကိုယ့်ရဲ့ပထမဦးဆုံးကနဦးဆုံးရင်းနှီးမြုပ်နှံငွေရဲ့တချို့တစ်ဝက်ကိုမှရှိထားတဲ့เนาะအလုံးစုံကိုပြောနေရမဟုတ်နော်ရင်းနှီးမြုပ်နှံတဲ့ငွေပမာဏရဲ့တချို့တော့ကိုမှရှိသေးတယ်နော်နံပါတ်2ချက်ကိုယ်ပိုင်စီးပွားဖြစ်တဲ့အတွက်စိုင်းနေရအတီတကျတစ်ခုခုတော့ရှိသေးတယ်နော်စိုင်းငားတာပဲဖြစ်ကိုယ်ပိုင်နေရပဲဖြစ်ပေါ့ညီမလေးရဲ့အဲ့အမျိုးတစ်ခုခုတော့ရှိသေးတယ်အခုပြောမယ့်အချက်ဒါညီမလေးမှာစတောင်းဖြစ်နေလို့ရှိရင်ရှေ့ရနှစ်ချက်ကိုကာပါဖြစ်တယ်နော်အဲ့ဒါဘာဖြစ်လဲဆိုတော့ထိုက်တဲ့ကိုတူထောင်မဲ့ကိုဝိုင်စီးဝါးရေးရဲ့လုပ်ငန်းအတွေ့အကြုံထိုက်တဲ့လောက်ရှိထားမယ်နော်အဲ့ဒီချက်မှာကိုကလုပ်ငန်းအတွေ့အကြုံတော်တော်လေးကောင်းနေလို့ရှိရင်ရှေ့ရနှစ်ချက်ကိုကာပါဖြစ်တယ်နော်လုပ်ငန်းအတွေ့အကြုံတော်တော်လေးရှိထားလို့ရှိရင်နော်လုပ်ငန်းအတွေ့အကြုံရှိထားလို့ရှိရင်ရှေ့ရနှစ်ချက်ကိုကာပါဖြစ်တယ်ငွေရင်းနှီးနေတာနဲ့နေရသိပ်ပြီးအဆင်မပြေတာကိုကာပါဖြစ်တယ်နော်ညီမလေးနော်အဲ့တော့အကုန်လုံးပြန်ချုပ်ပြီးပြောရမယ်ဆိုတော့ညီမလေးရဲ့ကိုယ်ပိုင်စီးပွားရေးကိုကအခုမှစလုပ်မဲ့လူနေနဲ့စဦးဆုံးရည်ရည်မြုံနှံငွေအလုံးစုံကိုလူများစီကနေချီးယူပြီးတော့လုံးမယ်ဆိုတဲ့ကိစ္စကိုအကိုအနေနဲ့အာမပေးပါဘူးလို့เนาะညီမရေเนาะအကိုကတော့သိန်းသားအောင်ဝေထားအောင်ပါ